1962 ခုနှစ်မှာဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်တဲ့တော်လှန်ရေးကောင်စီအာဏာသိမ်းခဲ့ပြီးတဲ့နောက်ဒီစစ်အုပ်စုအတွက်အနှောက်အယှက်ဖြစ်မဲ့အင်အားစုမှန်သမျှကိုဗိုလ်ချုပ်ကြီးနေဝင်းကရှင်းလင်းခဲ့ပါတယ်။အဲ့ဒီအထဲမှာရှမ်းပြည်ကစော်ပွားတွေလည်းအပါအဝင်ဖြစ်ပါတယ်။အာဏာသိမ်းတဲ့မတ်လ2ရက်နေ့မှာပဲဗိုလ်ချုပ်ကြီးနေဝင်းကဒီအာဏာစွန့်လွတ်ပြီးသားရှမ်းစော်ပွားတွေကိုစီဝေးခေါ်ပြီးတော့အားလုံးကိုဖမ်းဆီးထိန်းသိမ်းလိုက်ပြီးတဲ့နောက်ရှမ်းစော်ပွားတွေရဲ့အခမ်းကဏ္ဍမြန်မာပြည်မှာလုံးဝဇက်သိမ်းသွားပါတယ်။ဒီလိုဖမ်းဆီးခံသူတွေထဲမှာတောင်သိန်းတီလို့လည်းသိကြတဲ့မိုင်းရည်နယ်စော်ပွားဆောက်စေဟုံလည်းပါဝင်ပါတယ်။အခုဒီနေရာကတော့အမေရိကန်နိုင်ငံဝါရှင်တန် DC မြို့တော်ဝန်းကျင်ဖြစ်တဲ့မေရီလန်းပြည်နယ်အန်နာပိုလစ်မြို့ပါဒီနေရာကနေပြီးတော့ဒီမော်တော်ဘုတ်နဲ့နိုင်ဝက်လောက်သွားတဲ့ချစ်စပစ်ပင်လယ်အော်ထဲမှာဒီကြံရစ်သူမိသားစုကဆောက်တင်မိုင်းရဲ့အယိုးပြာကိုရေချတကြိုဖို့ပါအမေရိကကိုသူလာခဲ့တာနှစ်ပေါင်း40ကျော်ပြီဆိုတော့သူ့ကိုဟိုဘက်မှာလည်းသူ့အုပ်ကူအတွက်နေရာလဲရှိထားပြီးပြီသူတို့ရဲ့စော်ဘွားတင်ချိုင်းမှာနေရာလဲလှုပ်ထားပြီးပြီတိုးတော်လဲအမေရိကမှာပဲရောက်လာတာနှစ်40ဆိုတော့လဲဒီမှာပဲမျောလိုက်တာပေါ့နော်2026ခုနှစ်ဧပြီလ29ရက်နေ့မှာဆောက်တင်မိုင်းကွယ်လွန်သွားပါတယ်ဆောက်တင်မိုင်းဟာမိုင်းရဲ့စော်ဘွားဆောက်စေဟုံနဲ့မဟာဒေဝီဆောက်ညွန့်ကြည်တို့ရဲ့အကြီးဆုံးသမီးတော်ပါတစ်ချိန်မှာမိုင်းရဲ့နယ်ကိုအုပ်ချုပ်ရမယ့်ရှာပါပါအမျိုးသမီးစော်ဘွားတဦးအဖြစ်လဲယာဓာသတ်မှတ်ခံရသူပါဗိုလ်ချုပ်အောင်ဆန်းရည်ရွယ်ခဲ့တဲ့ဖက်ဒရယ်နိုင်ငံတည်ထောင်ရေးအိမ်မက်အတွက်ရှမ်းစော်ဘွားတွေဟာ1959ခုနှစ်မှာယာဒူးအာဏာကိုဆွန့်လွတ်ပြီးတော့ပူးပေါင်းပါဝင်ခဲ့ပေမဲ့